ဒါဟာတင်တကယ်တမ်းဝယ်ယူနိုင်စွမ်းရှိမဲ့တစည်းတန်းတော့ကိုပိုင်ဂျက်လေရင်ဖြစ်နိုင်ပါတယ်ဒေါ်လာ3000နဲ့တင်အင်ငရောက်မောင်းသွားလို့ရနိုင်ပါမျိုးပါဒါကတော့ Honda Jet တို့ခေါ်တဲ့အပေါ်စားကိုပိုင်ဂျက်လေရင်ငယ်လေးဖြစ်ပါတယ်အလျား V7.6 ပေရှိပြီးတောင်ပန်ကျယ်က 39.8 ပေရှိပါတယ်ဒီလေရင်ရဲ့အမြင့်ဆုံးပြန်တက်နိုင်တဲ့အလေးချိန်ဟာပေါင်1000 ဝန်းကျင်ရှိပါတယ်လေရင်ကိုယ်တွေကိုပေါင်းဆက်ပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးတောင်ပန်တွေကိုတော့အလူမီနီယံသရက်ဆက်နဲ့တိစောက်ထားပါတယ်ဒါပေမဲ့အထူးခြားဆုံးအချက်ကတော့ GE Honda HF120 Jet Engine နှလုံးပဲဖြစ်ပါတယ်အင်ဂျင်တွေကိုလေရင်ကိုယ်တွေရဲ့အနောက်မီးပိုင်းမှာတက်ဆင်ထားတာမဟုတ်ပဲတောင်ပန်တွေရဲ့အပေါ်ဘက်မှာတက်ဆင်ထားတာပါဒီလိုပုံစံထုတ်ထားတာကြောင့်လီဒုခုခံမှုကိုလျော့နေစေသလိုလေရင်ခန်းအတွင်းပိုင်းနေရာလွတ်ကိုလည်းပို့ကျစေပါတယ်ဒါကြောင့်ဒီလေရင်ငယ်လေးဟာလူ6ဦးကနေ9ဦးအထိတက်လိုက်ပါနိုင်တာပါသူ့ရဲ့အမြင့်ဆုံးပြန်တန်းနှုန်းဟာတနာရီ486မိုင်ရှိပြီးအဝေးဆုံးပြန်တန်းနိုင်တဲ့အကွာအဝေးကတော့မိုင်ပေါင်း1980ခန့်ထိပါတယ်ဒါဟာနယူးယောက်ကနေမိုင်ယာမီဒါမှမဟုတ်လော့စ်အန်ဂျလိစ်ကနေဒင်ဗာမြို့အထိခရီးတိုနဲ့ခရီးလက်တွေအတွက်လုံလောက်တဲ့အနေထားပါတကယ်တော့ဒေါ်လာ3000ဆိုတာလေရင်တစ်စီးလုံးရဲ့အတန်ဖိုးမဟုတ်ပါဘူးဒါဟာပိုင်ဆိုင်မှုခွဲယူတဲ့ shared ownership ဒါမှမဟုတ်အဖွဲ့ဝင်အစည်းအဝေးတွေအတွက်ပေးသွင်းရတဲ့စရန်ငွေတဘိုးမျိုးသားဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်းလစဉ်စီမံခန့်ခွဲခွေတွေတဲ့ပြန်တန်းမှုစရိတ်တွေကိုပေးဆောင်ရအောင်ပါကဲတင်ရောဒီလိုကိုပိုင်ချက်လေရင်လေးတစ်စီးလောက်ပိုင်ဆိုင်ခြင်းလားဗျလေရင်ဝယ်စီးနိုင်အောင်ထီဆူကြီးလဲပေါက်ပါစေလို့ကျွန်တော်ဆူတောင်းပြပါတယ်ဗျ